ဒီအမျိုးသမီးကတော့ဆာရာပါသူကတတိအိမ်ကြီးတစ်ခုမှာခလေးထိန်ကိုပထမဆုံးရက်ရောက်နေတာပေါ့အိမ်ရှင်လမြားကအပြင်သွားစရာရှိလို့ဆာရာကိုခလေးနဲ့အတူအိမ်မှာတယောက်တည်းထားခဲ့ပါတယ်အိမ်ကြီးကလည်းခြောက်ချားစရာကောင်းအောင်ကိုကြီးမားလို့လာပါတယ်ခလေးအိပ်ပျော်သွားတော့ဆာရာတယောက်အောက်ထပ်အေခန်းထဲကိုဆင်းလာပြီးအေခန်းထဲမှာတီဗီထိုင်ကြည့်နေပါတယ်ဒါပေမဲ့အေခန်းတောင်မှာရှိတဲ့လူအရွယ်စားလောက်ရှိတဲ့လူပြည့်ရုပ်ကြီးကြောင့်သူစိတ်မလုံခြုံဘူးလို့ခံစားနေရပါတယ်အဲ့ဒီအယုတ်ကြီးကထိုင်နေတာမဟုတ်ပဲမတ်တက်ရလျက်သားနဲ့ဆာရာကိုစိုက်ကြည့်နေတယ်လို့ပါပဲဆာရာက TV ကြည့်ရဲ့အာယုံဖြောင်းမှုစ조사ပေမဲ့မရပါဘူးအယုတ်ကြီးရဲ့မျက်လုံးတွေကသူ့ဘဲကိုရွရွလိုက်ကြည့်နေတယ်လို့ပဲအဲ့ဒီချိန်မှာပဲအင်ရှင်စီကနေအိမ်မှာအဆင်ပြေရလားဆိုပြီးဖုန်းဆက်လာပါတယ်ဆာရာကလည်းဟုတ်ကဲ့အဆင်ပြေပါတယ်ဒါပေမဲ့အဲ့ကန်တဲ့ကလူပြက်ယုတ်ကြီးကကြောက်ဖို့ခေါင်းလို့အဝတ်နဲ့လမ်းဥထောက်လို့ရမလားလို့ခွင့်တောင်းလိုက်ပါတယ်တစ်ဖက်ကဖုန်းပြောနေတဲ့အင်ရှင်ပြီးသူခဏလောက်တိတ်ဆိတ်သွားတယ်ပြီးတော့တုံရင်နေတဲ့အထက်နဲ့ဆာရာငါတို့အိမ်မှာလူပြက်ယူဆိုတာလုံးဝမရှိဘူးအခုချက်ချင်းအပေါ်ထက်ကိုပြေးပြီးဂလီကိုခေါ်သွားတော့ငါတို့အခုချက်ချင်းပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်အင်ရှင်ရဲ့ဖုန်းတွေကစကားတန်းကိုကြားပြီးတာနဲ့ဆာရာတကူလုံးတောင့်တင်သွားတယ်သူဖြည်းဖြည်းချင်းအိတ်ခမ်းတောင်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီနေရာမှာအယုတ်ကြီးကမရှိတော့ပါဘူးဆာရာလည်းကြောက်လန့်ကြတဲ့အပေါ်ထက်ကခလီခန်းစီကိုပြေးတက်သွားပါတယ်ခလေးခန်းတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ခလေးရဲ့ကရင်ဘေးမှာခုနကလူပြည့်ရုပ်ကြီးကိုတွေ့လိုက်ရပါတယ်လူပြည့်ရုပ်ကြီးကရက်တပြီးဆာရာကိုကြည့်ကမင်းနာကိုဖုံးမလို့လားလို့အေးစိမ့်နဲ့အတန်ကြီးနဲ့မေးလိုက်ပါတော့တယ် Can't you cover me? ဆာရာလည်းကြောက်လန့်ပြီးနောက်ကိုလဲတကအတန်ကိုပေါ်ဟစ်လိုက်ပါတော့တယ်အင်ကြီးရဲ့အခန်းတွေကများပြားပြီးဘေးပတ်ဝန်းကျင်မှာလည်းလူနေအိမ်ချင်နေပါတော့ကြောင့်ညအချိန်တိတ်ဆိတ်နေပြီးလည်းဆာရာရဲ့အော်တန်ကိုဘယ်သူမှမကြားနိုင်ကြပါဘူးကဲဆာရာတယောက်ဒီလူပြည့်ရုပ်ကြီးလက်ကနေလွတ်မြောက်နိုင်မှာမလားဆိုတာကတော့